မင်္ဂလာပါစောစောကနေပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာကျွန်တော်အာလူကျော်ဒီဇိုင်းနဲ့ပတ်သက်ပြီးတော့ဆွဲပြပေးမယ်ပေါ့နော်အစတော့ကဒီနိုင်ငံခြားအာလူကျော်တွေပုံမှန်YouTube မှာရှိတဲ့ social media ဒီဇိုင်းတွေမျိုးပဲဆွဲပြမလို့ပေါ့နော်ဒါပေမဲ့ဒီမြန်မာ brand ထဲမှာရှိတဲ့ဒီတိုတိုအာလူကျော်ကိုကျွန်တော်ဒီဇိုင်းဆွဲပြပေးမယ်ပေါ့နော်ဒီမှာကတော့ကျွန်တော်ဒီဇိုင်းပုံစံလေးကျွန်တော်နည်းနည်းလေးထုတ်ထားတယ်တိုတိုအာလူကျော်တက်လိုင်းကတော့အရသာထိမိတဲ့တိုတိုအာလူကျော်ပေါ့နော်ပြီးတော့ design brief မှာကျတော့သူအာလူကျော် asset ထုတ်စောစောကဒီ product လေးကိုသူတင်းတင်းကလေးလိုချင်တယ်ပြီးတော့မှ phone number ပါမယ်ပြီးတော့သူတို့ product 1990ခရဲကစခဲ့တယ်ဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့ဒီစာလေးထည့်ပြီပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ဒါ social media design တစ်ခုစဆွဲလိုက်ရပါပေါ့နော်ဒါ new document တစ်ခုယူမယ်ကျွန်တော်တို့1200pixel ပေါ့နော်ပြီးတော့မှ resolution 100နဲ့ကျွန်တော်ယူတယ်ပေါ့နော်like ဆွဲတဲ့အချိန်ကျရင်တော့ကျွန်တော်ယူတဲ့ site ကိုပဲ use ချင်တယ်ဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်ယူမဲ့margin တွေအခြား style တွေဒီခါလေးပုံစံတူအောင်လို့ပေါ့နော်နောက်ပိုင်းကျရင်ကိုအဆင်ပြေတဲ့ site နဲ့ဆွဲလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ယူပြီးသားပြီဆိုပထမဆုံးကျွန်တော်ရဲ့ထုံးစံအတိုင်းပဲပေါ့နော် control T နဲ့လိုက်တယ်ပြီးတော့မှ view ထဲကိုသွား new guide layer အောက်ကိုလောက်margin 50 ချမ်းလိုက်တယ်ပေါ့နော်ပြီးရင်log guide လောက်လိုက်တယ်ဒီကောင်ကို log ပြန်ခံမယ်ပြီးတော့ logo ရဲ့ product ရဲ့ size ကိုကျွန်တော်တစ်ခါလေးထည့်လိုက်တော့မယ်ပေါ့နော်ပြီးတော့ file ကိုစိတ်ထားမယ် control S ကိုနှိပ်လိုက်မယ်Toto social media design ဆိုပြီးတော့ကျွန်တော်စလိုက်ပြီပေါ့နော် okay ဒီနေရာမှာဆိုရင် product ကိုကျွန်တော်ပြန်တူးရင်လည်းမဖြတ်ပြတော့ဘူးပေါ့နော်စောစောကဒီတိုင်းပဲဆွဲထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့သူက convert to smart object ပုံစံလိုမျိုးဖြစ်နေလိုက်မယ်ဒီနေရာကို double click နှိပ်လိုက်ပြီးတော့ product photo ဒီလိုလေးဖြစ်နေမယ်ပေါ့နော်အဲ့ဒါကိုဒီမှာ log ကိုဖြုတ်magic eraser tool ပေါ့နော်ဒီမှာဆိုရင် magic eraser tool copy ဒီလိုဖြတ်ထုတ်လိုက်မယ်ဆိုရင်ဒီအပေါ်သားလေးတွေအစားအနေနဲ့ပြတ်သွားတယ်မျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်အောင် control z ကိုပြန်နှိပ်အဲ့ဒါကိုဒီထဲမှာဒီခုရှိတယ် select ပေါ့နော်subject ကိုနှိပ်လိုက်အဲ့ဆိုရင်ဒီမှာ subject ကို select လုပ်ထားပေးရပေါ့နော်အဲ့ဒါကို control J နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဖြတ်ထားပြီးသားဖြစ်သွားလိုက်ပြီပေါ့နော်ပြီးတော့မှဒီမှာဆိုရင်ဘယ်လိုမျိုးလုပ်မလဲဆိုရင်ဒီနောက်က control ဖိထားတဲ့ click တစ်ချက်နှိပ်လိုက် click တစ်ချက်နှိပ်လိုက်ဒီလို selection ဝင်သွားလိုက်ပြီပေါ့နော်ပြီးရင် crop to ပေါ့နော် C ကိုနှိပ်လိုက်အဲ့ဆိုရင်ဒီ product site အတိုင်းပဲသူ crop လုပ်လိုက်မယ်အဲ့ဒါ enter လေးခေါက်လိုက်ပါအဲ့ဒါနှစ်ချက်ခေါက်လိုက်ပေါ့နော်ပြီး move to ပြန်သွားပြီးတော့ control S ကိုနှိပ်လိုက် control S ကိုနှိပ်လိုက်တဲ့အချိန်ကျရင်တစ်ခါကျဒီလိုမျိုးဖြစ်နေတတ်တယ်ပေါ့နော်အဲ့လိုမျိုးကျရင်ဘယ်လိုလုပ်မလဲဆိုရင်ဒီကောင်ကို control C လို့ဖြစ်ပြီးသားအောင်ပြီးဒီထဲမှာ control V နဲ့ paste လာလုပ်လိုက်ပေါ့နော်ဆိုတော့ product photo ကိုကျွန်တော်ဖြတ်လိုက်မယ်ပြီးရင် convert to smart object လုပ်လိုက်မယ် product photo ကို okay သူတို့ရဲ့ logo ပေါ့နော် logo ကိုကျွန်တော် control T နဲ့လိုက်မယ်ဒီဘက်ထောက်မှာထားလိုက်မယ်ပေါ့နော်အာလူကျော် asset ဆိုတော့ကျွန်တော် background အနီရောင်လေးနဲ့ပဲကျွန်တော်ဆွဲသွားလိုက်မယ်ပေါ့နော်အဲ့တော့စာလေးတစ်ချက်ရိုက်လိုက်မယ်ကျွန်တော် W font ထဲပဲဒါလေးမျိုးလုံးခဏမိတ်ထားလိုက်မယ် W font ထဲပဲအဆင်ပြေတဲ့ပုံစံမျိုးနဲ့ကျွန်တော်ရေးရိုက်ပြီးမှာပေါ့နော်အရသာထိမိတဲ့အာလူကျော်အရသာထိမိတဲ့တိုတိုအာလူကျော်အာလူကျော်ကျွန်တော်ချင်းချင်းကလေးလောက်လိုက်ပါဦးနော်ဟိုဖြတ်ထုတ်လိုက်39 5J 666 3ဒါကိုမျိုးလုံးလေးမိတ်ထားလိုက်ပြီပေါ့နော်
ပြီးတော့ဒီစာကိုအပေါ်ရွှေ့လိုက်မယ် control T လိုက်ပြီးတော့အပေါ်ရွှေ့လိုက်မယ်ပြီးတော့ product photo ကဘယ်ရောက်သွားပြီလဲဒီမှာ product photo ကိုဒီအလဲမှာချင်းချင်းကလေးထားမယ်ပေါ့နော်ပြီးတော့ ဖုန်းနံပါတ်ကိုဒီမှာထားမယ် since 1990ကိုဒီဘက်မှာထားမယ်ပေါ့နော်background ကိုကျွန်တော်အနီရောင်လုပ်မယ်ဆိုတော့ဒီအောက်ဘက်ကိုလုပ်မယ် shape လေးယူမယ်ပေါ့နော်အဲ shape ကိုမှကျွန်တော်ဖြည့်လိုက်မယ် okay အဲ့ဒါကိုမှဒီ layer ကိုတစ်ပတ်ကလေးနှိပ်layer style ခေါ်လိုက်တာပေါ့နော်ပြီးတော့ gradient ထဲကိုသွားအခု gradient ကကျွန်တော်linear လောက်ထားတယ်ပေါ့နော်အဲ့ဒါကို radius လောက်လိုက်မယ်နည်းနည်းနေရာကိုဒီနားလောက်ယူလိုက်မယ်ပေါ့နော်ပြီးတော့မောင်တဲ့နေရာကို logo color ထဲ saturation ပုံမြင့်တဲ့ဘက်ကိုယူလိုက်ပြီး okay ကိုနှိပ်လိုက်မယ်ပြီးတော့ဒီဟာကိုပဲ control J ထပ်လုပ်ပေါ့နော် control J ထပ်လုပ်ပြီးတော့မှဒီ effect ကိုကျွန်တော်တို့ဖြုတ်မယ်ဘယ်လိုလုပ်မလဲဆိုရင် right click ကိုနှိပ်လိုက်ပြီးတော့မှclear layer style ဆိုတာနှိပ်လိုက်ပေါ့နော်အစင်ပြောက်သွားလိုက်မယ်အဲ့ဒါကမှခုကနှိပ်အောင်ဖြစ်သွားပြီနှိပ်အောင်ဖြစ်သွားပြီဆိုရင်ဒီကောင်လေးခေါ်လိုက်မယ်ပေါ့နော်အပြင် gradient to သွား G ပေါ့နော် G ကိုနှိပ်လိုက်အဲ့ဒါကိုမှဒီတစ်ခုလေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီချက်မှာ mouse လေးဖိထားပြီးတော့မှ shift ကိုနှိပ်ထားပေါ့နော်တစ်ဖြောင်းနဲ့ဖြစ်သွားအောင်ဒီလိုဘေးသားလေးနည်းနည်းမဲတဲ့ပုံစံမျိုးရသွားလိမ့်မယ်ပြီးတော့ဒီ view ကိုပြန်သွားဒီဟာလေးကို over လေးလုပ်လိုက်မယ်အဲဆိုရင်ဒီမှာအလဲ focus ဖြစ်သွားတဲ့ပုံစံမျိုးရသွားလိမ့်မယ်ပေါ့နော်အဲဆိုဒီနှစ်ခုလေးကို lock ခတ်ထားအောင်ပေါ့လောလောဆယ်ပြီးရင်ဒီကောင်းရဲ့အပေါ်မှာအဲ့ဒါလေးနှိပ်ပြီးသွားပြီဆိုရင် brush tool ကိုခေါ် brush tool မှာအဖြူရောင်လေးပေါ့နော်အဲ့ဒါကိုမှဒီ soft round ကိုယူမယ်ပြီးတော့မှ brush ရဲ့ side ကိုကြည့်မယ်ပေါ့နော်ပြီးတော့ click တစ်ချက်နှိပ်ပြီးတော့မှ view copy control T ပြီး enter ခေါက်လိုက်ပါတော့ပြီး over လေးပဲယူလိုက်ပေါ့နော် before after product layer အနေနဲ့ပို့ပြီးတော့ထင်းလာအဲ့တော့ကဲစာလေးကိုထားမယ်စာလေးကဘယ်လိုလုပ်မလဲဆိုရင်တော့ W ထဲကအဆင်ပြေတဲ့ font ပြန်တော့ရှာမယ်ပေါ့နော်ဒီ font လေးကိုတုံးလိုက်မယ်ဒီစာနှစ်ခုလုံးကိုအဖြူအောင်ရောင်းလိုက်မယ်ပေါ့နော် control T ကိုနှိပ်ပြီးဆွဲချဲလိုက်မယ်ပေါ့နော်အားလုံးကြော်ရဲစောစောတော့ font ကိုသွားမယ် control T ကိုနှိပ်ကြီးလေးထားလိုက်မယ်ပေါ့နော်တူဆိုတဲ့ font ကိုဆရာစင်ဘိုရဲ့ font ကိုသုံးလိုက်မယ်ပေါ့နော်ဒီဟာလေးကနည်းနည်းပါးသေးဖြစ်တဲ့အတွက်ကြောင့်ဒီထဲကိုသွား character ထဲမှာထူလေးလုပ်ကြည့်လိုက်မယ်ပါးသေးအဲဆိုရင်ကျွန်တော်ဆရာစင်ဘို font တွေကကတော့ font တော့အဲ့ font မရှိလဲကိုအဆင်ပြေတဲ့ font တွေပဲသုံးလို့ရတယ်เนาะဘာမှဖြစ်ဘူး control T လုပ်ပြီးတော့မှနည်းနည်းဆွဲသေးလိုက်ပါပေါ့နော်ဒီမှာစကလုံးကတစ်လုံးနဲ့တစ်လုံးနဲ့အရန်ကပ်ပြီးတော့ဖတ်ရတာအဆင်ပြေပေါ့နော်အဲ့တော့ဒီမှာ control A ကိုလုပ်လိုက်ရဆိုရင်အကုန်ပေါ်သွားလိုက်ဆိုရင်ဒီနားမှာ file လောက်ထားလိုက်မယ်ဆိုရင်သူကနည်းနည်းချားသွားပြီ25 okay 25လောက်ထားလိုက်မယ်မြန်မာစာ font အရင်ချအဲ့လိုချားလိုက်တော့အင်္ဂလိပ်စာ font တော်တော်လေးချားသွားတယ်အဲ့တော့ဒီအင်္ဂလိပ်စာပဲ select လုပ်ပြီးတော့မှဟုတ်0ပြန်ထားလိုက်မယ်ပေါ့နော်ကျွန်တော်သူ့ရဲ့ဒီစာရဲ့အနောက်ဘက်မှာ stock လေးထည့်မယ်
stroke ကိုမှ inside မဟုတ် outside ပေါ့နော် outside ကိုမှဒီ background ကိုထောက်ပြီးဒီအောက်ဘက်အနည်းအောင်လေးတွားမယ်ပေါ့နော် okay ပြီးရင် draw shadow လေးကိုခေါ် draw shadow ကိုမှ side ကို short လိုက် spread ကိုတင် side ကိုနည်းနည်းလေးပြန်တင်ပြီးရင်ဒီလိုပေါ်ရွှေ့လိုက် mouse လေးကိုဖိပြီးရွှေ့လိုက်ပေါ့နော် opacity ကိုတင်ပြီး okay ပေါ့နော်တူတူကိုကျွန်တော်နည်းနည်းကြည့်မယ်ပြီးအာလူးကြော်ကိုကျွန်တော်ဘယ်လိုပုံစံလေးတွားမလဲဆိုရင်အခုဒီထဲမှာရှိတဲ့ပုံစံမျိုးလေးလောက်ပဲပေါ့နော်အဲ့တော့ double click ကိုနှိပ်ပြီးပြီဆိုရင် gradient ကိုခေါ် okay တို့ gradient တွားထားတဲ့အတိုင်းတော့မယ်ဒီဘက်ကိုလင်းတဲ့ဟာကိုယူလိုက်မယ်ဘက်ကိုနည်းနည်းမောင်းတဲ့ဟာကိုယူမယ်ဒါပေမဲ့ saturate ဖြစ်တော့ဒီဘက်ကိုတိုးယူလိုက်မယ်ပေါ့နော်ပြီးရင် okay ကိုနှိပ်ပြီး stroke ကိုခေါ် stroke ကို color ကိုအဖြူအောင်ပြောင်းလိုက်မယ်ပြီးရင်ထူထူလေးလုပ်လိုက်မယ်okay လုပ်လိုက်မယ်ပေါ့နော်အာလူးကြော် font အရန်ပါနေပြီဖြစ်တယ်အဲ့တော့ကျွန်တော်တိတ်မကြိုက်သေးဘူးဒီလိုထဲကတစ်ချက်တွက်ရှာကြည့်လိုက်ဒီမှာရရင်ကိုဒီလိုမျိုးရရင်ကိုသုံးလိုက်မယ်ပေါ့နော်ဒီလိုမျိုး font error ဖြစ်နေရဆိုရင်ဒီညာကို click ချက်လိုက်ပြီး order ကိုဖိပြီးတော့မှဘယ်ညာများ arrow လေးရှိရပေါ့နော်အဲ့တော့အဲ့များလေးကိုဖိလိုက်ပြီးဆိုရင်အဲ့လိုပျောက်သွားလိမ့်မယ်အာလူးကြော် font ကိုထူထူချင်းဒီမှာ effect လေးတစ်ခုထည့်ပြမယ်ပေါ့နော်အဲ့ဒါကို convert to smart object လောက်လိုက်ပြီးတော့ဒီထဲကို double click နှိပ်ပြီးတော့ဝင်လိုက်မယ်ပေါ့နော်ပြီးတော့ control J လောက်ထားမယ်မျက်လုံးလေးမိတ်လိုက်မယ်ဒီကောင်ကိုပြီးရင် create layer ဆိုတော့နှိပ်လိုက်မယ်ပေါ့နော်အဲ့ဆို layer ဖြစ်သွားပြီအဲ့တော့ဒီစာကို double click နှိပ်လိုက်မယ် double click နှိပ်ပြီးဆိုရင် stop ခေါ်မယ်ပေါ့နော်ပြီးရင် stop ကိုလည်းချလိုက်မယ်ပြီးရင် draw shadow ခေါ်လိုက်မယ် draw shadow ကို side လေးကြည့်လိုက်မယ်ပေါ်လေးနည်းနည်းတင် still short မယ် side လေးပြန် short okay ပြီးရင်ဒီအပေါ်ဆုံးကို new layer တစ်ခုခေါ်ပြီးရင် brush အဖြူလေးနဲ့ဒီအပေါက်လေးကိုလိုက်ပိတ်ပေါ့နော်ဒီအပေါက်လေးတွေပိတ်လိုက်မယ်ဆိုရင်စာဖတ်ရပို့ပြီးတော့အဆင်ပြေသွားတယ်ပေါ့နော်ဒီအပေါက်လေးဒီတိုင်းထားရရတယ်ဒါပေမဲ့ဖတ်လိုက်တဲ့အချိန်ကစာကြွကြွရွာလေးနဲ့ဖတ်ရပို့အဆင်ပြေသွားတယ်ပေါ့နော်အဲကြောင့်မို့ဒီအပေါက်လေးတစ်ခုနှိပ်ဖြည့်လိုက်တာပါဒီလိုလေးပါဒီမှာ before နဲ့ after လေးကြည့်လိုက်ပေါ့နော်ဒါပြီးရင် control S ကိုနှိပ်လိုက်ပြီးရင်စောစောကဒီထဲကိုပြန်သွားပါနော်control D လေးနှိပ်ပြီးတော့မှဒီ flat ပုံစံလေးမှာပြီးရင်ဒီကနည်းနည်းလေးပြန် short 30လောက်ထားလိုက်မယ် okay ပြီး control D ကိုပြန်လိုက်ဒီလိုနည်းနည်းလေးဆွဲကားလိုက်မယ် okay
ဒီမှာဆိုရင်ပေါ့နော်ဒီ font ကိုကျွန်တော်မကြိုက်နေပြန်အဲ့တော့တခါတလေကြာရင် social media design ဆွဲနေလို့ပဲကိုမကြိုက်တဲ့ဟာတွေပေါ်လာတတ်တယ်ပေါ့အဲ့ချိန်ကျရင်ပြန်ပြီးတော့လောက်ရတယ်ပေါ့အခုဒီကျွန်တော် design ဆွဲပြရရင်လည်းဘာလို့ဒီလိုမျိုးဆွဲပြလိုက်လဲဆိုတော့အခုလိုက်လုပ်နေမယ်ဆိုရင်ဒီချီရောက်သွားနိုင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်မကြိုက်တော့ကျွန်တော်ပြန်လုပ်မယ်အဲ့တော့လိုက်လုပ်ကြပါစစောက font style ပဲကျွန်တော်ပြန်ယူမယ်ပေါ့နော်ဒီ font style ပဲကျွန်တော်ပြန်ယူမယ် control S လုပ်ပြီးအကုန်ဖြတ်လိုက်မယ်လူကျော်ပြီး control D ကိုနှိပ်ဒီမှာဆိုရင် effect ကိုအမြန်ဘယ်လိုယူမလဲဆိုရင်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီထဲကိုပြောင်းပြီး double click ကိုနှိပ်ပြီးပြီဆိုရင်ဒီအောက်ဘက်မှာကျွန်တော်တို့ပွားထားရရှိတယ်အဲဒီနေရာမှာအောက် right click ကိုနှိပ်ပြီးတော့မှ copy layer style ဆိုတာလုပ်လိုက်လုပ်ပြီးပြီဆိုရင်ဒီထဲကိုပြန်သွားပြီးဒီနေရာမှာ paste layer style ဆိုတာလုပ်လိုက်အဲဆိုရင် effect ကဒီမှာလာပေါ်ပြီstock ကအရင်ထူတယ်အဲ့တော့ကျွန်တော် stock short ပေါ့နော် กินให้เลยဆိုရင်ရအဲ့တော့ဒီ font ပုံစံလေးနဲ့ဒီမှာဆိုရင်ဒီဟာလေးကခင်းခင်းကလေးဖြစ်ပြီးတော့မှဒီနောက်ဘက်ကအနက်အဖြစ်တော့ကျွန်တော်အဆင်မပြေဘူးเนาะအဲ့ဆိုဒီ side effect ကိုကျွန်တော်ပြန်ချိန်မယ်ဒီမှာ double click နှိပ်လိုက် stroke ကိုစောစောကဒီအရောင်ပဲမဟုတ်ဘဲနဲ့ဒီသူ့ရဲ့စာ gradient တိုင်းသွားမယ်ပေါ့နော်အဲ့တော့color မှာ gradient ကိုနှိပ်လိုက်ပြီး gradient လုပ်မယ်ဒီဘက်ကဟာကိုဒါလေးယူမယ်ဒီဘက်ကဟာကိုဒါလေးယူလိုက်ပြီး okay okay လုပ်လိုက်ပေါ့နော်အဲ့ကိုဒီဘက်0သွားလိုက်မယ်ပြီး okay လုပ်လိုက်မယ် okay အဲ့ဆိုရင်အရသာထိမိတဲ့တိုးအာလူကျော်အဲ့ဆိုရပြီပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်စာလေးကိုလိပ်ပိတ်လိုက်မယ်အဲ့တော့ဆောင်းစံက convert to smart object လို့ဒီဘက်ကိုဒီဘက်ကလေးဝင်ပြီးဒီလေးကခေါ်ပြီး brush to b ကိုခေါ်ပါနော်ပြီးတော့မှဒါလေးကိုနည်းနည်းကြည့်လိုက်မယ် site ကိုကြီးကျင်တယ်ဆိုရင်ဒီလိုမျိုးသွားကြီးနေရမဟုတ်ဘဲနဲ့ shortcut key သုံးကျင်တယ်ဆိုရင်green စာ green page ရှိတယ်ပေါ့နော်အဲ့တော့ green စာ green page ကိုနှိပ်ကြည့်လိုက် green စာ green page ကိုနှိပ်လိုက်ဆိုဒီမှာသေးသွားတယ်ပြီး green page ကိုနှိပ်လိုက်မယ်ဆိုရင်ကြီးလာတယ်ပေါ့နော်အဲ့လိုမျိုးကစားပြီးတော့လုပ်လိုက်လို့ရပါတယ်အဲ့တော့ control S ကိုနှိပ်လိုက်တော့အာလူကျော်အာလူကျော်ကိုထုတ်ထဲကြီးထားတဲ့ဆက်စာကျွန်တော်ထုတ်ပွားထားလိုက်မယ်နော် order ဖြစ်ပြီးတော့မှဒီလိုပွားလိုက်လေရတယ်ဒါမှမဟုတ်ဒီ layer ကို control J လုပ်လိုက်ပြီးတော့ပွားလိုက်ပြီး control T ပေါ့နော်ပြီးဒီဘက်ကိုပြန်ဆောင်းကျွန်တော်ဒီကောင်အနောက်ဘက်ပို့လိုက်ပါမယ် control T လုပ်လိုက်မယ်နှစ်ခုစလုံးဒီဘက်ရွှေ့မယ်alignment ညှိလိုက်မယ်ပေါ့နော် control T လုပ်ပြီးတော့မှဒီနှစ်ခုချโอเคအဲ့ဆိုရင်ကနည်းနည်းအာလူကျော်အဆက်ထုတ်ကိုတင်းတင်းကလေးဖြစ်စေချင်တယ်ပေါ့အဆက်ထုတ်ကိုတင်းတင်းကလေးဖြစ်စေချင်တယ်ပေါ့အဲ့တော့ဒီအာလူကျော်အဆက်မှန်သိအောင်ကျွန်တော်တို့ design ဘေးမှာသူ element လေးတွေပေါ့နော် design element ကိုငရုတ်သီးတို့ပြီးငရုတ်သီးဟိုပွဲထွက်နေတာပြီးမီးလေးတွေပေါ့နော်အဲ့ဒါလေးထည့်လိုက်တယ်ပေါ့နော်ဒီလိုမျိုးအခု file တွေမျိုးအဆက်အရသာလေးပေါ့သူ element လေးတွေထည့်လိုက်နေပေါ့နော်အဲ့ကျွန်တော် free pick ကိုသွားပါမယ်ဒီပုံပဲကျွန်တော်ယူလိုက်တော့မယ်အဲ့တော့ထုံးစံတိုင်းပဲ remove background ကိုလုပ်လိုက်မယ်fire overlay ဆိုပြီးတော့မှကျွန်တော်မီးလေးရှာလိုက်တယ်ပေါ့နော်ဒီဟာလေးယူလိုက်မယ်ကျွန်တော်ပေးမဲ့ file တွေထဲမှာဆိုရင်ဒီဟာတွေအကုန်လုံးကျွန်တော်ထည့်ထားပေးမယ်ပေါ့နော်
ပုံကိုစောစောကနေအထဲကိုဆွဲထည့်မယ်အခုဒီအပေါ်ဆုံးကဟာကိုကျွန်တော်ဒီအောက်ဘက်ထိဆွဲချလိုက်မယ်ပေါ့နော်ပြီးတော့ screen ကိုပြောင်းလိုက်မယ်ပြီး control D လုပ်ပြီးတော့မှဒီအောက်ထိဆွဲချလိုက်ပေါ့နော်ဒီဟာလေးကို product body ထပ်ပွားလိုက်မယ် order ဖိပြီးတော့ကျွန်တော် body ဆွဲထားလိုက်တော့မယ်အဲဒီအောက်ဘက်မှာတစ်ခုရှိမယ်ဒါ product အပေါ်မှာတစ်ခုရှိနေမယ်ပေါ့နော်ဒီလိုပုံစံလေးပေါ့ပြီးဒီငရုတ်သီးလေးကို control D နဲ့ပြီးတော့မှစိုက်နေဆွဲချုံလိုက်မယ်ဒီထောင်နောင်းလေးမှာထားမယ်ပေါ့နော်ပြီးတော့ဒါလေးကိုလည်း control J လောက်လိုက်ပြီး control D လောက်ပြီးတော့ဒီဘက်ကိုသွားမယ်ပြီး flip horizontal ဆိုတာနဲ့လိုက်မယ်ပေါ့နော် right click ကိုနှိပ်ပြီးတော့မှာပေါ့စနစ်ပြီးလည်းပါလာပြီ product လည်းပါလာပြီပေါ့နော်ဒီမှာဆိုရင်ပေါ့နော်သူ့ရဲ့အလင်းရောင်ဒီနားပဲဆုံးသွားတာဖြစ်တဲ့ကြောင့်မို့ဒီမှာတော့ပိတ်နေတယ်လို့မျိုးဖြစ်နေတယ်ဒီမှာအကုန်ဖြောက်လိုက်လို့ဆိုဒီမှာတသားလည်းမဖြစ်သွားဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီ overlay ကိုဘာလို့ပို့လို့လဲဆိုရင်ဒီလိုမျိုးလိုက်မယ် gradient tool ခေါ်အဲ့ဒါနဲ့ပြီး gradient tool ခေါ်ပြီးရင်ဒီ output ကိုဖိချလိုက်မယ်ဆိုရင်ဒီမှာအဝိုင်းဖြစ်တဲ့အတွက်ကြောင့်မို့ဒီ cycle ကြီးဖြစ်နေမှာပေါ့နော်အဲ့တော့ဒီဟာလေးပြန်သွားပေါ်နေအောင်ဖိချလိုက်ဒါတစ်ခုဒီစောစောတော့ဒီ output ကဟာကိုလည်းအဲ့လိုလုပ်နေပေါ့နော် gradient tool ခေါ်ပြီးတော့မှဒီလိုလုပ်လိုက်အဲ့ဆိုရင်ဒီမှာပျောက်သွားပြီမရှိတော့ဒီအောက်ဘက်ကဒီဖုန်းနံပါတ်နဲ့အစိမ့်1999ကိုဘယ်လိုမျိုးချမ်းထုတ်လိုက်မလဲဒီစာရွက်အပြဲလေးပုံစံလိုမျိုးဖြစ်နေတဲ့ဟာလေးမျိုးနဲ့ပိတ်ထားလိုက်မယ်ပေါ့နော်white paper ဆိုပြီးတော့ရှာလိုက်မယ်ဒါလေးအဆင်ပြေတော့မယ်ထင်တယ်ကျွန်တော် copy image နဲ့ send ထည့်ကြည့်မယ်ပေါ့နော်လောက်ခက်လိုက်မယ်ဒီနံပါတ်2ခုကိုဒီပုံစံတင်လိုက်မယ်ပြီးကိုလို့ V လိုက်လိုက်မယ်ပေါ့နော်ဆိုရင် convert to small object လို့ double click နဲ့ပြီးတော့ magic eraser to copy ဖြတ်လိုက်မယ်ပြီး control S လေးနဲ့လိုက်မယ် control T လေးနဲ့ send ထည့်ကြည့်အဲ့လိုမလုပ်ပဲနဲ့ကျွန်တော် control B ကိုနဲ့လိုက်မယ်နော် color ပဲနဲ့ခေါ်လိုက်တာပါ control B ကိုနဲ့လိုက်မယ်ပြီးအနီကိုတင်လိုက်မယ်ပြီး control L level ကိုခေါ်တာပေါ့နော်ကင်းနေလိုက်မယ်ပြီး control D web 2ကိုခေါ်ပြီးတော့တချို့ဟာလေးဒီလိုနဲ့စားလိုက်မယ်နော်control D လောက်ပြောင်းနေချလိုက်မယ်ဒီတစ်ခုပြီးတော့ဒီအလဲမှာကျွန်တော်တို့ဟိုshape လေးတစ်ခုပိန်းထားလိုက်မယ်ပေါ့နော်အယောင်ကိုအရန်နဲ့တဲ့ဟာမှာထားတော့ဒီလောက်ဆိုရင်စင်ပြေပါပြီ okay ပြီးတော့ဒီ font တစ်ခုစလုံးကို select လုပ်ပြီး D ကိုနှိပ်ပြီးဒီမှာ color ဟာလေးဒါလေးဖြည့်လိုက် okay ဒီမှာဆိုရင်စာရွက်ရဲ့ဒီဘေးအောက်ဘက်မှာနည်းနည်းမဲချင်ဘယ်လိုလုပ်ချင်လဲဒီစာရွက် select လုပ်ပြီး new layer ခေါ်ပြီး clip ပြင်မှတ်သွင်းမယ်ပေါ့နော်ပြီးရင် brush to B ကိုခေါ်ပြီးရင် brush size ကိုကြည့်ဒီ soft round ကိုယူထား brush size ကိုကြည့်မယ်ပြီးရင် brush လေးနဲ့ဒီတောက်ပွန်လိုက်မယ်နော်အဲ့လိုပို့ပြီးဆိုရင် overlay ကိုနှိပ်လိုက်ဒီမှာပြီးတော့ opacity လေးကိုဒီမှာကစားလိုက်မယ်ပေါ့နော်အဲ့ဆိုရပြီ control S ကိုနှိပ်လိုက်မယ်ပြီးရင်ဒီ product photo ရဲ့အောက်ဘက်မှာ
အရိတ်ကလေးထည့်လိုက်မယ်ပေါ့နော် control T လုပ်ပြီးနည်းနည်းလေးသေးနေမယ် product photo ရဲ့အောက်ဘက်မှာအရိတ်ထည့်မယ်ဒီနှစ်ခုရဲ့အောက်ဘက်မှာကွာပြီးရင် new layer ခေါ်ပြီးရင် brush 2ကိုခေါ်မယ်ပေါ့နော်ပြီးရင်အနှံ့ရအောင်လုပ်ထားပြီးတော့ click တစ်ချက်နဲ့လိုက်ပြီးရင် control T ကိုနှိပ်ပြီးဒီလိုလေးဆွဲလိုက်မယ်ပေါ့နော်ပြီးရင်ဆွဲဆန့်လိုက်Okay ဆိုရင်တော့အောက်ဘက်မှာအရိတ်ကလေးပါလာပြီပေါ့နော်ပြီးတော့မှအခုဒီ product နှစ်ခုထပ်ထားတဲ့အချိန်ကျဒီကြားထဲမှာအရိတ်လေးပါဆိုပို့ပြီးတော့ကြွလာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီအနောက်ဘက်မှာရှိတဲ့ layer select လုပ်မယ်ပြီးသူ့ရဲ့အပေါ်မှာ new layer ခေါ်လိုက်မယ်ပေါ့နော်ဒီကောင်းရဲ့အပေါ်မှာ new layer ခေါ်မယ်ပြီးရင် brush ကိုနှိပ်မယ်ပြီး brush side လေးကိုတီးပြီးတော့မှလေးလုပ်လိုက်မယ်ပေါ့နော်ပြီးတော့ဒီဟာလေးကို opacity ကိုကစားလိုက်မယ်ကျွန်တော်နံပါတ်လေးနဲ့လဲဥမာနံပါတ်4ကိုနှိပ်လိုက်ပြီဆိုရင်40 5ကိုနှိပ်လိုက်ပြီဆို50 5ကို double နှိပ်လိုက်မယ်နှစ်ချက်နှိပ်လိုက်မယ်ဆို55ပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်လေးနဲ့ပဲ opacity ကိုကစားပြသွားပြီပေါ့နော်နံပါတ်7လောက်ထားလိုက်မယ် okay အဲ့ဆို product ကလေးကကြွလာပြီပေါ့နော်ဒီကညုတ်သေးလေးကိုသေးလိုက်မယ်အရိတ်ကလေးကိုကျွန်တော်ထပ်ကြည့်လိုက်မယ်ပေါ့နော် control D ခေါ်ပြီးတော့မှခေါ်လိုက်မယ် okay ဒီနည်းနည်းချလိုက်မယ်ဒီမှာများလေးကျွန်တော်ထည့်မယ်ပေါ့နော်အဲ့တော့များလေးကိုဘယ်လိုမျိုးသက်ရှာမလဲဆိုရင် Google ထဲမှာ image ထဲကိုသွားsave image ကိုနှိပ်လိုက်မယ်အဲ့ဒါ PNG ဖြစ်တယ် okay အဲ့ဒါအများကြီးကျွန်တော်ဆွဲထည့်လိုက်မယ်ပေါ့နော်ဒီများလေးကအနှိမ့်အောင်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အရောင်လေးပြောင်းမယ်ဖြူရောင်လေးပြောင်းမယ်ပေါ့နော်များလေးဆက်လုပ် double click နှိပ်ပြီးတော့မှ layer stain ကိုခေါ် color overlay ကိုနှိပ်လိုက်မယ်ဆိုသူ့ဖြူအောင်ပြောင်းသွားလိုက်အဲ့ဆို okay ဒီများ side လေးကိုနည်းနည်းသေးလိုက်ညာအရင်ထူနေသေးတယ်ပေါ့နော်အဲ့တော့အခြား arrow ကိုကျွန်တော်ရှာကြည့်လိုက်အောင်နည်းနည်းပပားလေးပေါ့နော်ဒီဟာလေးမစိုး save image လုပ်လိုက်မယ်double click နှိပ်လိုက်မယ်ပြီးတော့ color overlay ကိုဖြူပြောင်းလိုက်မယ်ပေါ့နော်ဒီတူတူဆိုတဲ့ font ကိုကျွန်တော်ဒီဟာတိုင်းလုပ်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ပွားလိုက်မယ်ဒီရှေ့မြန်မာစာလေးကိုဖြတ်တူတူဒီအတိုင်းလုပ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဟိုထဲကနေ copy layer stain မလုပ်ပြတော့ဘူးကျွန်တော်ဒီ effect ထဲကို double click နဲ့လိုက်မယ်ပြီးတော့မှစောစောက stock ကိုအဖြူအောင်ထားမယ်ပေါ့နော်အခု gradient လောက်ထားတဲ့ stock ကို color လေးကိုပြန်သွားပြီး
ဖြစ်အောင်သွားပြီးတော့မှ gradient overlay ခေါ် gradient overlay ကစောစောကကိုသွားထားတဲ့အတိုင်းပဲပြန်သွားပါတော့ပြီးရင် OK ကိုနှိပ်လိုက်မယ်ပြီးတိုးတိုးကိုကျွန်တော်ကြီးလိုက်မယ်အခုကဘယ်လိုမျိုးလဲဆိုရင်ကျွန်တော်အာလူကျော်ဒီဇိုင်းဆွဲပြမယ်ဆိုတော့ဒါ Facebook သုံးနေတွေ့လို့ပေါ့နော်အဲကျွန်တော်ဒီဟာလေးကိုယူပြီးတော့ဆွဲပြလိုက်တာပါအဲ့တော့ဒီဘေးမှာပုံနေတာကျွန်တော် foreground ထည့်မယ်ပေါ့နော် foreground ကျွန်တော်ဗာထည့်မလဲဆိုရင်အာလူအချက်ကလေးထည့်လိုက်မယ်ပေါ့နော်အဲ့တော့အာလူချက်ကလေးဆိုရင် potato chip spicy psd file လေးကိုကျွန်တော်နှိပ်လိုက်ပါဆို psd လို့လေးရတယ်ပေါ့နော်ဒါ vector ကျွန်တော်ဒါပဲယူလိုက်တော့ copy image နဲ့အရင် send ကြည့်လိုက်အောင်မယ် Imagery selection လုပ် Imagery စာတူနဲ့မြင်မြင်ဖြည့်ကြည့်မယ်ပေါ့နော်ဒါဆိုသုံးလို့ရတယ်အဲ့တော့ convert to smart object လုပ်လိုက်မယ်ဘာလို့ကျွန်တော်ဒီဟာပဲယူလိုက်လဲဆိုရင်ကျွန်တော် motion blur ကိုသုံးမှာပေါ့နော်web tool လေးကိုခေါ်ပြီးဒီဘက်ကိုနည်းနည်းလို့ရွှေ့လိုက်မယ်အဲ့တော့နည်းနည်းဒီလိုမျိုးအနီရောင်ပုံစံလေးတန်းအောင် control B ပေါ့နော် color balance ပေါ့ဒီအောက်ဘက်မှာသွားယူရရတယ်color overlay ဒီထဲမှာယူရတာ color balance ဆိုပြီးတော့ခေါ်လိုက်မယ်ပေါ့နော်ပြီးတော့သူ့ကို clip မဲ့သွင်းပေးရမယ်ပေါ့နော်ပြီးအနီရောင်လေးလောက်လိုက်အဲ့ဆိုရင်အာလူချက်ဖြစ်အနီရောင်လေးဖြစ်လာနိုင်မယ်ပေါ့နော်ပြီးရင်တော့ motion blur လုပ်မယ်ပြီးတော့fader တွေက blur motion blur ကိုလိုက်ပြီးတော့ direction ကဒီဘက်ကိုရွှေ့လိုက်မယ်ပေါ့နော်ပြီးတော့ motion blur ကိုကျွန်တော်20လောက်ထားလိုက်မယ်ပြီး okay motion blur ကိုကြီးလေးထားလိုက်မယ်ပြီးဒီဘက်ကိုတစ်ချက်ရွှေ့လိုက်မယ်ပေါ့နော် control D လောက်ပြီးတော့မှဒါလည်း control D မြို့သေးလေးနဲ့သေးလိုက်မယ်ပေါ့နော်ဒီစာနှစ်ခုအောင်နေရွှေ့လိုက်ပြီးတော့ကျွန်တော်ဒီမီးလေးကိုပေါ့နော်တစ်ခုကိုရွှေ့လိုက်မယ်ဒီအောက်ဘက်မှာအဲ့လိုဖြူလေးဖြစ်နေတွေ့ရမှာဒီအောက်ဘက်မှာဒီနားလေးမှာအဲ့လိုမဖြစ်အောင်လို့စောစောလိုမျိုး gradient ခေါ်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ brush ကိုခေါ်လိုက်ပြီးတော့ brush ကိုအနှိမ့်အောင်လုပ် side လေးနဲ့ကြီးလိုက်ပြီးရင်ဒီကနေပို့လိုက်မယ်ဆိုရင်အဲ့ဆိုဒီအောက်ဘက်မှာသူ effect လေးပေါ်သွားလိုက်မယ်ပေါ့နော်အဲ့တော့ zone effect ကိုထည့်လိုက်ပြီပေါ့နော်ဒီအလဲကို focus ပိုဖြစ်သွားအောင်OVER ERLA overlay ဒါလေးမစိုးဘူးပေါ့နော်
ကျွန်တော်ဒီ zone effect ကိုဒီအောက်ဘက်ကအဆုံးထိဆွဲချလိုက်ပြီပေါ့နော်ပြီးတော့ screen ကိုနှိပ်လိုက်မယ်ပြီးတော့သူ့ရဲ့ opacity ကို10လောက်ဝတ်ထားလိုက်မယ်ကျွန်တော်နံပါတ်1ကိုနှိပ်လိုက်မယ်ဆို10ရောက်ထားလိုက်မယ်10ကအရင်ဟိုဖြစ်တယ်အဆင်ပြေတော့20လောက်ထားလိုက်မယ်ဒီမှာပွဲကလေးဖြစ်နေတဲ့ဆို level ကိုခေါ်ကစားလိုက်ပဲပေါ့နော် control L level ကိုခေါ်လိုက် copy ဆိုဒီဟာလေးလောက်လိုက်အဲဆိုရင်အလျင် focus ပိုဖြစ်သွားပြီပေါ့နော်အာလူကြောကိုလည်းသေးလိုက်မယ်ကျွန်တော် logo တောင်ကျွန်တော်မကင်ပြီးလိုက်ဘူးเนาะကျွန်တော် design တွေလိုက်ကင်နေတာပုံမှန်ဆိုရင်ကျွန်တော် design ကင်ထားပြီးသားပေါ့เนาะဒါပေမဲ့ logo ကျွန်တော်ဘယ်လိုလုပ်လိုက်မလဲဆိုရင် clip image ထဲပဲတွင်းထားလိုက်မယ်ပေါ့เนาะ shape တစ်ခုယူပြီးဒီလိုဆွဲချလိုက်မယ်ပြီးတော့မှဒီလို bevel weight ကလေးဖြစ်အောင်လုပ်လိုက်ပေါ့เนาะဒီ property ကိုခေါ် property မပေါ်စေဒီ window ထဲက property ကိုရှာပြီးလုပ်လို့ရတယ်ပေါ့เนาะဒီမှာဒါလေးကိုနှိပ်လိုက်မယ်ဆို property ပေါ်လာလိုက်မယ်ပြီးရင်ဒီလို web weight ကလေးဖြစ်အောင်ဒါလေးလုပ်လိုက်မယ်ပေါ့เนาะနော်20လောက်ထားလိုက်မယ်ပြီးရင် logo လေးကိုကြီးလိုက်မယ်ဒီထဲကို clip image သွင်းလိုက်မယ်ပေါ့နော်အချိန်ဆိုတော့အဝိုင်းထဲကိုသူဝင်သွားပြီshake ရဲ့အောက်ဘက်မှာ treasure တွေထည့်လိုက်မယ်ပေါ့နော်โอเคအဆိုရင်ရပြီ logo ကိုပေါ်လေးနည်းတင်လိုက်စာအုပ်လေးဒီဘက်ကိုနည်းနည်းရွှေ့လိုက်မယ်နောက်ဘက်ကဟာပါမရပါပြီးတော့ဒီအလင်းလေးကိုပို့တင်လိုက်မယ်ပေါ့နော်တရားရှိပြီးသားဆို control J လုပ်ပြီးတော့ပွားလိုက်ပါဆိုပို့လင်းလာလိုက်မယ်ပေါ့နော်ပြီးတော့ဒီဘေးကအသားလေးမောင်းနေတာပို့ပြီးတော့မောင်းလိုက်မယ်အဲ့ဒါကို control J ထပ်လိုက်အဲ့ဆိုပွားသွားပြီအဲ့ဆိုရင် opacity 30 20လောက်ထားလိုက်မယ်ပေါ့နော်ပြီးတော့ဒီမီးရှန်လေးတွေအရင်ရှုပ်နေသေးတယ်ပေါ့အဲ့တော့သူတို့နည်းနည်း short လိုက်မယ်သူတို့ကို60လောက်ထားလိုက်မယ်တခုကဒီပေါ်မှာဆိုတော့ဒီ new ဒီလေးအာလူဒီကြောင့် chip ကိုဒီ direction change နော်ပြီးတော့ဒီအာလူကြော်ရဲ့အောက်ဖက်လေးမှာနည်းနည်းမောင်းလိုက်မယ်ပေါ့နော်ဒါအာလူကြော်ရဲ့အပေါ်ထိုးမှာရှိတဲ့အတွက်ကြောင့်လို့ select လုပ်လိုက်တဲ့အချိန်ကျရင်ဒီကောင်တော့ဝင်တယ်အဲ့တော့ lock ခတ်လိုက်မယ်ဒီအာလူကြော်ရဲ့အပေါ်မှာ new layer ခေါ်ပြီးတော့ clip image သွင်းပြီးတော့ brush ကိုခေါ်ပြီးတော့ဒီအောက်ဘက်မှာ brush လေးနဲ့လိုက်ပုတ်လိုက်ရဆိုအဲ့လိုလေးနဲ့မဲသွားလိုက်မယ်ဒီတစ်ခုကိုလည်းအဲ့လိုပဲလုပ်မယ်ပေါ့နော် before and after ပေါ့နော်အဲ့ opacity လေးနဲ့ထပ်ချော့လိုက်မယ်သူတို့ကို60လောက်ပဲထားလိုက်မယ် control S ဒီလည်းမှာထားလိုက်အောက်ဆိုင်လေးကိုနည်းနည်းသေးလိုက်ပေါ့နော်
okay အဲ့ဆိုရင်တော့ပြီးတော့ပါပြီကျွန်တော်တော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်တော့ပဲပေါ့နော်ဒီအာလူချစ်က highlight ရမ်းများတဲ့ကြောင့် level ခေါ်ပြီးတော့နည်းနည်းချလိုက်အောင်မယ်ခဏလေးပေါ့ဆိုရင်ကဲရပါပြီ okay ဒီနေ့ social media design ကတော့ဒီလောက်ပဲပေါ့နော်အရသာထိမိတဲ့တူတူအာလူကြော် design ပြီးပြီဆိုရင် slow ပေါင်းနဲ့ save by information တွေ save ပါကျွန်တော်ရဲ့တစ်ခါတလေကြာရင်မှားတတ်တယ်ပေါ့နော်အဲ့တော့ကို information တွေကို save ပါဒီနေ့ social media design ကတော့ဒီလောက်ပါပဲကိုဆွဲပြီးသား design တွေကိုဆွဲပြီးတဲ့အချိန်ကျရင် comment မှာမှတ်ထားပြီးကျွန်တော် reply တွေလုပ်ပေးမယ်ပေါ့နော်ကျိုးဟာတွေကြာဘယ်လိုလုပ်လဲပြီးတော့ဖြစ်နေတဲ့အခက်အခဲလေးတွေပြောပြပေးလို့ရတယ်ပြီးတော့ကျွန်တော် video ကြည့်လိုက်တဲ့အချိန်ကျရင်လိုအပ်ချက်ရှိတာတွေရှိနေပြောပြပေးလို့ရတယ်ပေါ့နော်ဥပမာအတန်တိုးနေတာအရင်မြန်နေတာမျိုးရှိနေဒါပြောပြပေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ